what on the balcony whatever at the balcony မှာပဲဖြစ်ပါတယ်ဘောနော်ခူးခါချာရမီ okay whatever ကျမရဲ့ပတ်တိုင်းမလို့ဘောနော်အိမ်ပြန်ရောက်လာလို့ရှိရင်ကျမကနောက်တစ် job တစ်ခုရှိပါတယ် this is I work with my brother this is my brother another brother my mom and dad didn't even know that I have one brother okay this is my brother ဒါကတော့အဲ့လိုပြောနော်ဘယ်လိုပြောရမလဲဂျမင်းကဒီမှာဆိုတော့အတန်နေနဲ့ဆူများမှာဆိုလေးလေးအဲ့ရရုပ်ကလည်းချောတယ် sorry ရုပ်ချောတာပါမှဖြစ်မှာရုပ်ကချောနေတာเนาะဒီတက်ကထူးအနေနဲ့တနခါလေးလိမ့်ပြီးတော့ပို့ပြီးတော့ထူးတလဲလေးချောပြီးနေပါတယ်ပေါ့နော်ထူးတလဲလေးချောပြီးထားတာတွေ့လားရုပ်ချောတဲ့တန်တော့မခံနိုင်တော့ဘူးပုံပြုတ်ကြကုန်ပြီတွေ့လားရုပ်ချောတဲ့တန်ကိုမခံနိုင်ကြဘူးဒီကတော့အပြင်မှာမောင်နေဒီဟာမှမလုပ်လို့ရှင်ပါဖြစ်နေဆိုအိပ်ပျော်သွားမှာခလုတ်ခူဆိုတော့အကြောင်းလို့နော်မြင်ရလေဘူလာလေးဆိုတာလားမြင်ရလေဘူလာလေးပါတယ်တဲ့ဂျေစုတင်ပါတယ်တဲ့မျက်နှာမပါပါနဲ့တဲ့နောက်ဆိုရင်ဘလို့ရိုက်မယ်ဆိုရင်တော့မနောက်ဆိုမျက်နှာမပါပါနဲ့အားပေးပါမယ်မျက်နှာမပါတဲ့ဗီဒီယိုတွေကိုပဲအားပေးပါမယ်ကွာကိုပြောပြီးကွာကိုဖြေနေတာ sorry သူ့အောင်လေးပြောင်းပြီးရိုက်ပေးမှတေချာမြင်ရမှာနော်ဘာလို့လဲဆို yes that's it တော်မောင်နေပြီမမြင်ရတော့မျက်လုံးကမမြင်ရတော့မျက်လုံးအိုပါတွေပဲမြင်ရတယ်မျက်လုံးကအိုပါတွေကလွှဲရင်ကျွန်တော်မမြင်ရဘူးကျေးဇူးပဲဒီနေ့ကတော့ tutorial လေးနဲ့ပေါ့နော်ရုပ်ကိုအထူးတလဲချောပြီးတော့ပြင်ပေးနေရပဲဖြစ်ပါတယ်နော်ရုပ်ကိုအထူးတလဲလုပ်ပြီးတော့ဗာလဲဘယ်လိုပြောပြရလဲထူးတလဲရုပ်ချောပြတနခါလေးနဲ့ထူးတလဲကိုမှထူးခြားလေးကိုမှရုပ်ချောပြီးတော့ပြင်ပေးနေရဆိုတဲ့ခါကျတော့နော်ဒီပြင်ပေးပါတယ်လို့ကျင်းတာတို့ချဲ့တာတို့ဟိုစားတူကျင်တာတို့ပြေးကျင်တာတို့ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှင်တော့အားလုံးကိုဒီရင်းကောင်းလေးပြောချင်တယ်အဲ့ဒါရမင်းအုံလို့ပါတယ်ဘာလို့လဲတိမလားဒီလိုရုပ်ချောလေးနဲ့ပြင်ပေးရတာဆိုတဲ့ခါကျတော့တစ်ထည်တော့900 AED ယူပါတယ်လို့900 AED နဲသွားတယ်ရုပ်ချောတဲ့အနေနဲ့ 2 promotion 900နော်ရမင်းကရုပ်အရင်အထူးတလဲရုပ်ချောနေတဲ့အတွက်ကြောင့်မို့အားလုံးကို900 AED နဲ့ပဲလုပ်ပေးမှာဖြစ်ပါတယ်နော်သတင်းကောင်းဒီချင်းတွေကိုလက်တိုးလိုက်အောင်ဒီချင်းတွေကိုလက်တိုးလိုက်ပါလို့ဆိုရမင်းကအဲ့လိုပြုပင်ဖာထည့်ပေးနေပါတယ်ပေါ့နော် if you are like ဘယ်လိုလဲတည့်ရဲ့အဝတ်စားတွေက it's just like what ရည်တယ်မိန်းမတို့ရည်တယ်ယောက်ျားတို့အဲ့လိုအင်ကြီးအဲ့လိုဟာမျိုးဖြစ်နေလဲပြင်မေးတယ်နော်ဒါပေမဲ့အစ်ပဲဝယ်ပေးလိုက်ပါမယ်အဲ့လိုဖြစ်နေတယ် because it will break my heart ဟုတ်ကဲ့ရီပြောမှဆိုနေအောင်မရှိဘူးကိုယ့်ကိုပြောပြီးကိုယ့်အဲ့တော့ကောင်းတော့လေကောင်းပါတယ်တယောက်တည်းဆိုတော့လေလွတ်လပ်ယူလို့ရတာပေါ့မိသူမစုံယူခွင့်ရှိသည်လွတ်လပ်စွာယူနိုင်သည် thank you so much ပြမယ်ချူကင်းလလလေးကိုပြမယ်ကျမဘယ်လက်ကွန်နီမှာနေနေရပါတော့ကျမရဲ့ဘယ်လက်ကွန်နီမှာ16လောက်အမြင့်ဆုံးထပ်မှနေတယ်အမြင့်ဆုံးမှာထားခြင်းလေဆိုတော့အမြင့်ဆုံးမှာပဲနေတယ်ဒါကတော့ WTC World Trade Center ရဲ့building ကြီးပဲဖြစ်ပါတယ်ပေါ့နော်မတနခါကိုထူးတလဲလိမ့်တာပေါ့နော်ဒီအောက်မှာကြည့်လိုက်မယ်ဆိုရင်တော့ပြင်ဒီမှာတော့ကားတွေသွားနေရပဲကားတွေသွားနေရဝဲမြင်ရမှာဖြစ်ပါတယ်လမ်းစုံ၄ခွာကြီးမှာဖြစ်ပါတယ်ပေါ့နော် yes
ဟိုးတက်ကိုကြီးလိုက်ရင်တော့ဖြင့်အဲ့ဒါကတော့ Corniche Beach ပဲဖြစ်ပါတယ်ကမ်းခြေပဲဖြစ်ပါတယ်ဒီမှာတော့ငှက်တွေပေါ့နော်ဇင်ရောငှက်လားဘာရောငှက်လဲတော့မသိပါဘူးတကြီးကြီးနဲ့မနေလေတွေကလုံနေကြတာပါအောက်မှာဆိုလို့ရှိရင်တော့ကြီးလိုက်မယ်ဆိုရင်တော့ဖြင့် Go and Diamond တွေဘာတွေညာတွေပေါ့နော်ဒီရမင်းတို့အောက်တက်မှာဆိုလည်းအဲ့လိုရှိပါတယ်ပေါ့နော်ပြောလို့ရှိရင်ဒီရှိတက်မှာတင်ဖျားတာနာတာဟိုဟာဖြစ်တာဒါဖြစ်တာဗာလဲခေါင်းကိုက်တာတို့ဘာတို့ဆိုရင်တော့ဒီဆေးရုံသွားလို့ရတယ်အသေးကွဲတာတို့ဘာတို့ကြလို့ရှိရင်တော့သူတို့မကုပေးဘူးအဟာလီယာရှိမယ်နော်အဟာလီယာ hospital ရှိမယ်ဒါ building နှစ်ခုတောင်မှပေါ့နော်ဟိုမှာဆို pharmacy ရရှိမယ်အသေးခေါင်းကိုက်တာပျောက်တယ်ခေါင်းကိုက်တို့ခေါင်းကိုက်ဖင်ကိုက်ကြိုက်ကိုက်ခြင်းတဲ့နေရာကိုက်နော်သူတို့ကိုက်ခဲပျောက်စေးပေးနိုင်တယ်ဒါပေမဲ့နှလုံးသားတွေအောင့်နေတဲ့ခါကျရင်တော့ပေးလို့မရဘူးနှလုံးသားတွေအောင့်အဲ့ဒါစေးမရှိဘူး okay ဒီဘက်ဒါညာဘက်နော်ဟုတ်တယ်ညာဘက်တိမှာဆိုလို့ရှိရင်တော့ဖြင့်ဘာလဲဆိုတော့ Al Hassan ရှိပါမယ်Casa Al Hassan ရှိပါမယ်ပြီးတော့ဒီအောက်မှာဆိုလို့ရှိရင်ဒီမင်းတို့အောက်နောက်မှာဆို Big Mart ရှိမယ်ဒီဘက်မှာဆိုလို့ရှိရင် El Medina ရှိမယ်ဟိုးဘက်တိမှာဆိုလို့ရှိရင် We မက်လားဝဲမက်လားတခုခုတော့ရှိပါတယ်ဟိုဘက်အနောက်ဘက်ထပ်သွားမယ်ဆိုလဲ El Medina ဘောင်းဆောင်ရှိပါမယ်ဘကာလာတွေလည်းရှိမယ်အကုန်ရှိမယ်စားတော့ဆိုင်လည်းရှိမယ်ဒါပေမဲ့စားတော့ဆိုင်ကိုမတော်အောင်ဘာလို့လဲဆိုတော့ဂျမင်းရဲ့လက်စားစားတော့ဆိုင်တော့မဟုတ်ဘူး sorry ပြောလို့ရှိရင်နိုင်ငံရေးတွေပါလာတော့ပြောတော့ဘောနော်အဲ့တော့ပြောချင်တာကတော့ထေပါတွေပြုတ်ပြင်ဖာသေးပြီးပါတယ်ပေါ့နော်အေးဒီ900ကျပ်နဲ့အထူး short ဈေးရနေပါတယ်လို့အဲ့ဆိုရင်ဒီဗီဒီယိုလေးကို like and share လုပ်ပြီးတော့ discount ရယူလိုက်ကြပါလို့ okay bye bye